လမ်းမပေါ်ကမြောင်းပုံးတွေကဘာကြောင့်အဝိုင်းမဲရှိကြတာလဲမင်္ဂလာပါတမ်းပေပါမြန်မာပရိသတ်ကြီးလမ်းမတွေပေါ်မှာမြောင်းပုံးတွေကိုပုံစံမျိုးမျိုးနဲ့မတွေ့ရပဲဘာကြောင့်အဝိုင်းပုံတွေကိုပဲအသုံးများကြတာလဲဆိုတာဟာအယိုးရှင်းပေမဲ့တကယ်ကိုပါနှက်လာတဲ့သိပ္ပံဤကြအကြောင်းရင်းရှိပါတယ်နောက်ကအဓိကလေးဝက်ချက်ကတော့အဝိုင်းပုံစံဟာဘလို့အနေထားနဲ့ပဲလှည့်ပြီးထက်မြောင်းချင်းတွေကိုပြုတ်ကျသွားဖို့လုံးဝမဖြစ်နိုင်လို့ပါအကယ်၍မြောင်းမုံက4000ပုံစံဆိုရင်သူ့ရဲ့ဒေါင်းပြက်မြင်းဟာအနာသက်တွေထပ်ပူရှည်တာကြောင့်မလို့အမှတ်မထင်ဒေါင်းလိုက်လန်လိုက်မိရင်ကျင်းထဲကိုလွတ်ထွက်ပြီးတော့ပြုတ်ကျသွားနိုင်ပေမယ့်အဝိုင်းပုံစံမှာတော့ဒိုင်ယာမီတာဟာနေရာတိုင်းမှာအတူတူပဲဖြစ်လို့ဘလို့ပဲလှန်လိုက်ပါစေအောက်ကမြောင်းပေါက်ကြီးတွေကိုဘယ်တော့မှကြာမသွားနိုင်ပါဘူးဒါအပြင်အဝိုင်းပုံမြောင်းပုံတွေမှာနောက်ထပ်အားသာချက်တွေအများကြီးရှိပါသေးတယ်စဝိုင်းပုံတရံဟာဖီအားကိုမျက်နှာပြင်အနှံ့ညီညီမျှမျှဖြန့်ဝေပေးနိုင်တာကြောင့်ကားကြီးတွေဖြန့်မောင်းတဲ့အခါမှာဒဏ်ခံနိုင်ရပူရှိသလိုမြောင်းမုံကိုပြန်ပိတ်တဲ့အခါမှာလေ4000ပုံစံလိုတောင်းနေတက်အောင်ချိန်စီရမလို့ပဲအလွယ်တကူလှိမ့်ပြီးရွှေ့ပြောင်းနိုင်တာကြောင့်အလုသမားတွေအတွက်လည်းအဆင်ပြေစေပါသည်ဒါကြောင့်မလို့မြောင်းမုံတွေဟာအဝိုင်းပုံတရံနဲ့ပဲရှိနေတာဖြစ်ပြီး4000ပုံစံနဲ့တိတ်မတွေ့ရတာပါ